ဒါလည်းသူတို့ကျွန်တော်ပြောရလားဗျာဒီအောက်မှာဟုတ်လားဒီအောက်မှာဦးစင်းတစ်ပါးက တင်ပါ ကလေးလေးကိုလက်နဲ့ပွေထားရင်းနဲ့ဟုတ်လား တင်ပါ ကလေးလေးကိုလက်နဲ့ပွေထားရင်းနဲ့အာကြီးကဝုန်းကနေဆိုပြိုကြလိုက်တော့ကလေးရောကလေးကဦးစင်းလက်ပေါ်မှာပိသွားတာပေါ့ဟုတ်တင်ပါအောက်ကဒါပေမဲ့ဦးစင်းကဟိုထုတ်လို့ပါလို့နဲ့ရိုက်တော့သူကချက်ချင်းတစ်ခါလေးထုတ်တိုင်းနဲ့ဦးစင်းကရိုက်မိသွားတာရိုက်မိသွားတယ်ညီမကလေးကကြတော့သူအောက်ပိုင်းလေးတင်ပိထားတာဆိုတော့အောက်ပိုင်းလေးတင်ပိထားတာဆိုတော့ကလေးကမသေးဘူးဟုတ်လားအဲ့ဒါနဲ့သူမိဘတွေကိုလှမ်းပြီးကူညီတောင်းနေတယ်ခလေးလေးရတာဖေးသမီးကိုကဲပါသမီးမဆိုးတော့ပါဘူးသမီးနောက်ဆိုလိမ့်လိမ့်မာနေပါမယ်ဆိုဟုတ်လားအဲ့လိုပြောနေတာခလေးလေးရတယ်တနာလေးအဲ့လိုပြောနေရင်းနဲ့အဲ့ဒါသူ့ဖေကရေတံဘူးလေးနဲ့ယူသွားပြီးရေတွေပါတိုက်သေးတယ်ဗျာဟုတ်လားဒီအောက်ပါပဲလားဒီနာဒီအဝါလေးနာနေပြီးတော့ရေတိုက်ပေးလိုက်သေးတယ်ရေတိုက်ပြီးတော့ငါသမီးရေလေးတော့ပြီးတော့နော်အာတင်းထားဖေမရရအောင်ကဲထုတ်မယ်ငါသမီးအာတင်းထားဆိုပြီးတော့ပြောပြီးတော့သူ့ဖေကလည်းသူကယ်ဖို့ကတော့ကြိုးစားနာပေါ့ကြိုးစားနေပြီမဲ့ဒီဟာကြီးကဘယ်လိုမှလုပ်လို့မရဘူးဆိုတော့လူလိမ့်ပြီးငိုးနေတာနဲ့ပဲနောက်ကလေးကလည်းတနားကြီးလောက်လဲနေတော့အတန်မထွက်တော့ဟုတ်လားတန်လို့နေပြောက်သွားအောက်ဆီဂျင်ပြောက်သွားလားအောက်ဆီဂျင်ပြတ်တာလားမသိဘူးဘုံကတခါလေးပဲသူကတော့တခါလေးပြီးသွားတယ်ခါလေးပြီးသွားပြီးတော့တခါလေးပြန်လို့သွားတယ်နေကြည့်ရတာပြန်လို့ချက်ကောင်းတခုခုရိုက်မိသွားပုံရပါတယ်ကြည့်ရတယ်အဲ့လိုနော်ဒီကပဲထုတ်တာလားဗျာဟုတ်တယ်မြေကြီးကိုအောက်ကနေခုဒါဒီဟွာပေါ့ကွာဥဒ္ဓမနလင်းကိုငါတို့ဖြက်ပလိုက်ပြီးတော့မြေကြီးကိုကျင်းတူးလိုက်တယ်ကျင်းတူးပြီးအောက်ကနေဆွဲထုတ်တယ်အဲ့လိုတော့လားကျင်းတူးပြီးတော့ကွာဂရင်ပေါင်းတွေပါတွေဖြက်ပလိုက်တယ်ဂရင်ပေါင်းတွေဖြက်ပြပြီးတော့ဂရင်ကြမ်းကင်းတွေကိုတစ်ချောင်းချင်းဆွဲထုတ်လိုက်တော့အောက်ကိုပြုတ်ကျသွားတယ်ကလေးကအရင်ပြုတ်ကျတယ်ကလေးပြုတ်ကျပြီးတော့ဦးစင်းကိုအောက်ကိုဆွဲချတယ်ဆွဲချပြီးမှဒီဘော်ကိုဆွဲတင်ရတယ်တင်ပါဟိုအရင်တော့သုံးပါလို့နှစ်ပါးတော့တင်အရင်တော့ကဒီမှာရှိနေတာကဒီအောက်မှာဦးစင်းကြီးနှစ်ပါးရယ်ဥတုမနပြန်တော်မူသွားတဲ့ဥတုမနရယ်ဦးစင်းရယ်ဆရာတော်ကြီးဆို၅ပါးရှိတာပေါ့အားလုံး၅ပါးဒါပေမဲ့ကျန်တဲ့ဟိုဦးစင်းတွေမရှိမှာမရှိဘူး၅ပါးရှိနေတာပြိုတဲ့အချိန်တော့3ယောက်ပြီပြိုတဲ့အချိန်မှာဒီအောက်မှာက3ယောက်ဒီအောက်မှာ3ယောက်လား3ယောက်3ယောက်3ယောက်ဟိုတယောက်ကကံကောင်းတော့သူကဒီလိုမဖိမိမဲ့နဲ့လေချောင်းလေးနေရတော့ဟိုဘက်ကိုတိုးထွက်ပြီးတော့လွတ်လာတယ်လွတ်လာတင်ပါအဲ့ကိုတော့လည်းအသက်80ရှိပြီးဒီတောင်တွေပါပြီးတော့ပိုးနေတာပေါ့တောင်တွေပိုးနေတာပေါ့ဒါစကိုင်းတိုင်းပေါ့နော်စကိုင်းမြို့ပေါ့ဒါတောင်ရိုးလေစကိုင်းတောင်ရိုးလမ်းစကိုင်းတောင်ရိုးလမ်းလားပုံညရှင်ဆောင်းပုံညရှင်သွားတဲ့တင်ပါဒါပေမဲ့ဒီလမ်းကနေသွားတာတင်ပါအရှင်မတပည့်တော်လေးအလူငွေလေးလူမှာဗျာအလူငွေ330ဗျာအဲ့ဒါကဘယ်လိုသူအဲ့ဒါဟိုကွယ်လွန်ရတဲ့ခလေးလေးကို15သိန်းဦးစင်းအတွက်15သိန်းဟုတ်ပြီ330ဗျာဟုတ်ပြီဒီစာအုပ်လေးရအောင်ဗျာဒီစာအုပ်လေးရတာဘုန်းကြီးသူမွေးနေ့အတွက်လက်ဆောင်ပေးဖို့မွေးနေ့အတွက်ဘုန်းကြီးပြည်တန်ဃာတွေကိုလှူဖို့လုပ်ထားတာစာအုပ်ဝယ်တာပေါ့စာအုပ်ဟို900ထုတ်ထားတယ်ထုတ်ထားတယ်ဗျာဒီခုနပြောတယ်သူမွေးနေ့မှာပြည်တန်ဃာတွေကိုလှူပေးဖို့ခုနဦးစင်းပြန်တော်မူသွားတဲ့ဘုန်းကြီးကလှူပေးဖို့ထုတ်ထားတာအခုလည်းထုတ်တာလားသူကိုယ်တိုင်ထုတ်ထားတယ်စာအုပ်ဟုတ်ပြီဒါဆိုမလူလိုက်အောင်ပေါ့ဒါတော့အရှင်သူမနာစကိုင်းဆိုတာသူ့ရဲ့အောင်ချင်းရှိပါအရှင်သူမနာစကိုင်းအဲ့လိုပဲသူကအတိများတာကိုတင်ပါဗျာဒီဒါခုနဟိုဘုန်းကြီးကိုမင်းတို့နဲ့လာတယ်ဘုန်းကြီးကိုလူလိုက်ဟုတ်ဘုန်းကြီးကိုလှူထားတာတင်ပါဗျာဆင်ပြလဲကျမ်းမာယူဆက်ပါဗျာကျမ်းမာရီတော့ယူဆက်ရတယ်ဟုတ်တယ်ငါနဲ့ရွယ်တူပဲရွယ်တူလားရွယ်တူပဲဟုတ်တယ်ဗျာသူကကစုံလာကို66နှစ်ပြည့်တာငါကပြာသူလာမှပြည့်မှာသူက9လ10လလောက်ကြီးတယ်တင်ပါခုနှစ်တော့